masculinity ယောက်ျားဆန်မှုအခုနောက်ပိုင်းလူငယ်တွေကြားမှာအသုံးများလာတဲ့စကားပေါ့ပတ်စံများများရှာနိုင်အောင်ကြိုးစားမိန်းမတွေကမင်းနောက်လိုက်တာလိမ့်မယ်အထာကြအောင်နေအထာကြအောင်ကိုအဲ့ဒါမှမင်းလူထင်ကြီးခံရမယ်ခံစားချက်တွေကိုထုတ်မပြနဲ့မာကြောနေအောင်နေပဝင်းကျင်ကို view မဆိုင်နဲ့အဲ့ဒါယောက်ျားဆန်တာမဟုတ်ဘူးအဲ့ဒါတလွဲမာနအဲ့ဒါတင်ငယ်မှုကိုမျက်နှာဖုံးအတင်းအုပ်နေတာယောက်ျားဆန်နေဆိုတာကမင်းဘလောက်သုံးနိုင်ဖြုံးနိုင်လဲမဟုတ်ဘူးမင်းဘလောက်တာဝန်ယူနိုင်လဲမင်းဘလောက်လုံခြုံမှုပေးနိုင်လဲမင်းဘလောက်ဘဝအာမခံချက်ပေးနိုင်လဲယောက်ျားဆန်နေဆိုတာကမင်းကိုလူတွေကြောက်နေတာရှိန်နေတာမဟုတ်ဘူးမင်းကိုလူတွေလေးစားတာမင်းဆိုလူတွေကယုံကြည်နေတာယောက်ျားဆန်နေဆိုတာကမိန်းမတွေအများကြီးကကြိုက်တာမိန်းမတွေအများကြီးနဲ့တွဲနိုင်တာမဟုတ်ဘူးအရေးချင်းရှိအတွေးခေါ်ရှိတဲ့လက်တွဲပေါ်ကိုရွေးချယ်နိုင်တာသူ့ရှေ့မှာအမြဲမမရက်တည်နေနိုင်တာယောက်ျားဆန်နေဆိုတာကလူအထင်ကြီးအောင်စကားတွေအများကြီးပြောနေတာမဟုတ်ဘူးသူများကိုချင်းစာစိမ့်နဲ့အမြဲနားထောင်ပေးတာအပြောနဲ့မဟုတ်ပဲအလုံးနဲ့ပဲတက်တည်ပြတာတကယ်ယောက်ျားကောင်းတစ်ယောက်ကကိုတောင်းဝန်ကိုကိုယူတယ်ခေါင်းမရှောင်ကိုလေးစားအထင်ကြီးခံရဖို့သူများကိုအသုံးမချအောင်ခံစားချက်တွေကိုမကြောက်ဘူးဖုံးကွယ်မထားဘူးကိုခံစားချက်ကိုပိုင်နိုင်ထိန်းချုပ်နိုင်တယ်နားလည်နိုင်တယ်အားနေတဲ့သူချွတ်တဲ့သူတွေကိုအမြဲကာကွယ်တယ်ဖေးမှပေးတယ်ချစ်တဲ့နေရာမှာလဲအပြောထက်လက်တွေ့ကြချစ်တတ်တယ်တန်မိုးထားတယ်လေးစားတယ်အဲ့ဒါကိုယောက်ျားဆန်တယ်လို့ခေါ်တယ်